Hello အားလုံးပဲမင်္ဂလာပါရှင်ကျမဒီတလောအရန်လွယ်တာလေးတွေထုံးပြနေပါတယ်အချိန်လဲမကုန်လူလဲမပင်ပန်းနဲ့သပင်လေးကိုတွတ်လက်မြင်ဆန်ဆန်ထုံးဖွဲ့နိုင်တဲ့နီလန်လေးတွေနဲ့အမထုံးဖွဲ့နေတာတွေ့ရမှာပါစတုံးထုံးအလွန်ဆုံး15မိနစ်ပဲဆိုတာယုံလိုက်ပါနော်သပင်လေးကိုနားနဲ့ညီအောင်တီးပြီးသွားရင်တီစီချစ်မယ်ပြီးသွားတဲ့အခါကျရင်ပေါ်ကိုမြင့်ပြီးတော့ကလေးလေးတွေနဲ့ထိမ့်မယ်အပြောင်သိမ့်မယ်ဆိုတာနောက်ကိုပေါ့နော်နောက်စီလေးကိုအပြောင်သိမ့်မယ်စပရေးဖြန်းမယ်ပြီးရင်တပ်ပီးလေးတွေနဲ့ဖီးမယ်သပင်လေးတွေတမွေးမှမကြအောင်တပ်ပီးလေးနဲ့ဖီးပြီးသွားလို့ရှိရင်တရေပင်လေးနဲ့ပြန်ပတ်ပါမယ်ရှင်ကဲပြီးသွားတဲ့အခါကျတော့အရှိလေးကိုအမကခလေခွဲလေးခွဲလိုက်ပါတယ်ပြီးသွားလို့ရှိရင်ဘေးနှစ်ဖက်ကိုတီစီချစ်ပါမယ်ရှင်ဒီဘက်ချမ်းလေးကတော့ကင်မရာမန်လေးကလှည့်ကွက်လေးလှုပ်ထားတာပါမန်ကတော့မဟုတ်ဘူးသူရင်မရိုက်မိတာပေါ့နော်ဟိုဘက်ချမ်းကိုသွားပြီးမရိုက်မိရကဲဒီဘက်ချမ်းလေးပဲကြည့်လိုက်တော့ဒီဘက်ချမ်းလေးကိုလည်းချမကတီစီလေးချစ်ပြီးသွားရင်ဟိုဘက်ဒီဘက်ညီအောင်ခလေခွဲလေးကနေပြီးပြန်ညှိပေးမယ်ပြီးသွားရင်ဖောက်ဖောင်းလေးဖြစ်ရတာပေါ့နော်ဒီနေရာမှာတီစီချစ်တာမနိုင်ရင်အဖောင်းလေးတွေလည်းမလှပါဘူးရှင်ကဲပြီးသွားလို့ရှိရင်အမကကလေးလေးနဲ့ဟိုဘက်တစ်ဘက်ကိုချုပ်ထိန်လိုက်ပါတယ်အဲ့ဒီဟာမှာတတိထားမယ်တခုကိုပြောပြမယ်နော်သပင်းရဲ့စီးတိုင်လေးကခလေခွဲသို့မဟုတ်နှာခေါင်းထိတ်နဖူးအပေါ်ပေါ့နော်နှာခေါင်းထိတ်ကလေးနဲ့ညီနေမှရပါမယ်သပင်းလေးကတန်းတန်းလေးဖြစ်နေဖို့လိုပါတယ်ဒါမှစတုံးတွေကမဆောင်မှာဖြစ်ပါတယ်ရှင်ကဲကျမရှင်တို့ဘယ်လောက်ရစေခြင်းလဲမရစေခြင်းလဲကျမရဲ့သမီးကအနာထိုင်အော်နေတာပဲကြည့်ကျမအတန်သွင်းပေးနေတာကဲပြီးသွားရင်သပင်လေးတွေကိုကော့ခရင်လေးတုပ်ပြီးသွားလို့ရှိရင်သပင်ကိုလိန်ပလိုက်ပါရှင်အခါတိုင်းကတော့မလိန်ဘူးပေါ့နော်ဒီခါသူ့ရဲ့သပင်ကအရန်ထူတဲ့အတွက်သပင်ကိုကြစ်နေအောင်လိန်မယ်ပြီးသွားရင်ကော့ခရင်လေးတုပ်မယ်ပြီးသွားရင်ပြန်ခောက်မယ်ခွေလေးတွေသွားပါမယ်ရှင်သပင်ထူရင်ထူသလိုသွားမယ်ပါရင်ပါသလိုသွားမယ်သပင်ရဲ့အတိမ်ရင်းလေးတွေဒီလက်မှန်နေဖို့လိုပါတယ်ခွက်ကလစ်စိုက်သေးသုံးပါမယ်ဒီနေရာမှာခွက်ကလစ်စိုက်ကပန်းတိုးကလစ်လေးတွေဖြစ်ဖို့များပါတယ်နော်အမကတော့ပန်းတိုးကလစ်ကိုတိတ်ပြီးအားမရဘူးသပင်စုတက်တဲ့အတွက်အသီးပါတဲ့ခွက်ကလစ်ကလေးတွေနံပါတ် small လေးတွေကိုသုံးပါတယ်ရှင်ကဲချစ်မလို့လက်ကြောတင်းတင်းလေးနဲ့သေးချာထိမိလေးပေါ့နော်အဲ့လိုလေးလိန်ပြီးတော့အရှိလေးကိုအလှခောက်ပါမယ်ဆမ်အဲ့တရဲ့သပင်အတူအရှိအထူပါပေါ်မှာမူတည်ပြီးတော့ဒီအခွေလေးတွေအခောက်ကလေးတွေရဲ့ရက်ဆက်ကထွက်ပါတယ်နော်တယောက်နဲ့တယောက်တော့မတူနိုင်ပါဘူးရှင်စတုံးနဲ့ပတ်သက်ပြီးကျွမ်းကျင်ဖို့စိတ်ရဲနဲ့ထုံးနိုင်ဖို့အဲ့တရဲ့ယုံကြည်မှုရဖို့ဆိုရင်နော်နှစ်ခါမစင်စားပဲနဲ့မတင်တန်းကိုလာတက်ပါမစုံမနစ်ကြိုးစားထုံးမယ်မပြင်းမရီထုံးမဲ့သူစူးစမ်းမဲ့သူဆိုလို့ရှိရင်တော့အာမခံလုံးဝအတက်အာမခံပေါ့နော်တင်ပေးပါတယ်ရှင်သပင်ကိုင်မုံကိုင်နီသပင်ကိုသိမ့်မုံသိမ့်နီသပင်ရဲ့အယူအဆလေးတွေကြားလို့ရှိရင်ချစ်မရဲ့လက်ကလေးကိုတစ်ချက်ကြည့်ပါရှင်လောက confidence ရှိနဲ့ထုံးနေတာပါနော်ဒါကအမကဧည့်သည်ကိုစကားလဲဖော်ဖော်ရွေပြောတယ်ပြောရင်ထုံးနေတာပေါ့နော်ကဲသပင်လေးတွေအလိန်ခောက်လေးတွေတဖြည်းဖြည်းပေါ်လာပါပြီ